ဆရာမင်္ဂလာပါရှင် မင်္ဂလာပါ ဆရာရှင်ဖေဖော်ဝါရီလမှာဖွင့်မဲ့စီးပွားစီမံပညာဒါနသင်တန်းအပတ်စဉ်12အကြောင်းလေးပြောပြပါအောင်ရှင် ပုံမှန်သင်တန်းကြီး2သိန်းတန်ကြီးရှိတဲ့ Business Management Certificate သင်တန်းကိုယခုသင်တန်းကြီးအခမဲ့ဝင်ကြီး3000ကျပ်ထဲနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်ပညာဒါနသင်ကြားပေးရတဲ့ရည်ရွယ်ချက်ကတော့လူတိုင်းလက်လန်းမီနိုင်စေဖို့နဲ့စီးပွားရေးပညာရပ်ကိုစိတ်ပါဝင်စားတဲ့လူတိုင်းတက်နိုင်စေဖို့အတွက်စီစဉ်ပေးခြင်းဖြစ်ပါတယ် ဆရာရှင်ယခုစီးပွားစီမံပညာဒါနသင်တန်းအပတ်စဉ်12ကိုဘယ်သူတွေတက်တဲ့မှာတလဲရှင် တက်ရောက်တဲ့သူတွေကတော့လုပ်ငန်းခွင်မှာမိမိရဲ့အရေးချင်းကိုတိုးတက်လိုတဲ့သူတွေမိမိရဲ့လုပ်ငန်းကိုပုံမအဆင့်မြင့်တင်လုပ်ကိုင်လိုတဲ့သူတွေစီးပွားစီမံပညာရပ်ကိုလုံးဝမသိသေးတဲ့သူတွေအလုပ်ခွင်စတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေတက်ရောက်တင်ပါတယ် ဆရာရှင်ဘာတွေသင်ပေးသွားမှာပါလဲသိပြရစေရှင် သင်ကြားပေးသွားမှာတွေကတော့ marketing concepts leadership strategic management operation management နဲ့ HR management ဘာသာရပ်တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်သင်ခန်းစာတွေကိုမြန်မာဘာသာဖြင့်သာလေ့လာရမှာဖြစ်ပါတယ် ဆရာရှင်သင်တန်းကာလလေးသိပြရစေရှင် သင်တန်းကာလကတော့2လဖြစ်ပါတယ် ဆရာရှင်သင်တန်းကြီးလေးသိပြရစေရှင် သင်တန်းကြီးကတော့အခမဲ့ဖြစ်ပြီးတော့ဝင်ကြီး3000ကျပ်သွင်းရုံဖြင့်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ် ဆရာရှင်ယခုစီးပွားစီမံပညာဒါနသင်တန်းအပတ်စဉ်12သင်တန်းကိုဘယ်လိုသင်ကြားပေးသွားမှာပါလဲသိပြရစေရှင် သင်ကြားပေးသွားမှာကတော့ online သင်တန်းဖြစ်ပြီးတော့ record video တွေနဲ့သင်ခန်းစာတွေကိုတစ်ပတ်ကို2ရက်လေ့လာရမှာဖြစ်ပါတယ်ဒါအပြင် Zoom နဲ့2ကြိမ်ဆရာနဲ့ face to face သင်ခန်းစာတွေကိုဆွေးနွေးခွင့်ရမှာပဲဖြစ်ပါတယ် ဆရာရှင်ယခုစီးပွားစီမံပညာဒါနသင်တန်းအပတ်စဉ်12အတွက်ဆရာအနေနဲ့ဘာတွေများဖြည့်ဆွတ်ပြောလိုပါသလဲရှင် ပြည့်စွက်ပြောလိုတာကတော့ယခုသင်တန်းကိုလူဦးရေအကန့်အသတ်ဖြစ်တာသင်ကြားပေးသွားမှာဖြစ်လို့သင်တန်းတက်ရောက်ခြင်းနဲ့ဆိုရင်အမြန်ဆုံးစီးရင်ပေးသွင်းထားမှာစိတ်ချရမှာပဲဖြစ်ပါတယ်နောက်ထပ်ဖြည့်စွက်ပြောလိုတာကတော့ဝင်ကြီး3000ကျပ်မှအပအခြားအခချင်းကိုထပ်မံကောက်ခံခြင်းလုံးဝမရှိပါဘူးဒါကြောင့်မို့လို့စိတ်ချလက်ချတက်ရောက်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ် ဆရာရှင်ယခုလိုဖြည့်ကြားပေးတဲ့အတွက်ဆရာကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင် ကျေးဇူးတင်ပါတယ်